မုံများကိုစူးစီးဖမ်းယူနေတဲ့အချိန်လေးကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီခုလိုနန်းဆန်အောင်မွေပြီးလို့ခုရှိစင်စာကန်ထဲမှာပြန်ပြီးခုလိုနေနေတာပဲဖြစ်ပါတယ်။နောက်ဒီနေ့ဒီအတွက်ကြောင့်နိုင်ငံထဲပြည်တော့ရှေ့လုံးကိုကန်လို့ရတဲ့အနေအထားလေးပါပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။အနေထားကဘယ်နဲ့ရွေးလဲဆိုတာတစ်ချက် comment မှာမှတ်ပေးပါအနေထားလေးကိုသတ်မှတ်ပေးကြပါဦးမိတ်ဆွေညီကိုမောင်နှမတို့ရွှေလုပ်ငန်းလာရောက်လုပ်ကိုင်ချင်ကြတဲ့သူတွေရွှေမျောနဲ့ဆက်ဆိုင်တဲ့လုပ်ငန်းစီးပွားရေးရှာဖွေခြင်းတဲ့သူတွေကျွန်တော်အကောင့်မှာဆက်သွယ်ပေးပါကျွန်တော်နဲ့အတူတကွလက်တွဲပူးပေါင်းလှုပ်ဆောင်လို့ရတယ်ယုံကြည်မှဆက်သွယ်ပါမယုံသင်ကားတဲ့စိတ်နဲ့တော့မဆက်သွယ်ပါနဲ့နော်ယုံကြည်မှုရှိတဲ့လူကနှစ်ခါပြောစရာမလိုဘူးတစ်ခါတည်းကိုကျွန်တော်ရဲ့ဝန်ဆောင်မှုကိုတစ်ခါတည်းတန်းယူတာဖြစ်တဲ့ဆွဲအရာလေးကိုလည်းအသိပေးခြင်းများအချင်းဖြစ်ပါတယ်နောက်တစ်ဖြတ်သင်ပေးမယ်